ချက်သားမကြိုက်တဲ့ဒိုးဖေကသမီးရေချက်သားကြောင့်မိခင်ပေးပါအောင်ဆိုလို့ချက်သားကြောင့်လေးမိခင်ပေးလိုက်ပါရှင်။ Hi အားလုံးပဲမင်္ဂလာပါရှင်။ရတာနေပြီးတော့နှက်ထားတဲ့ချက်သားလေးတွေကိုနေလှမ်းပေးလိုက်ပါတယ်။အပေါ်ရန်တင်းပြီးတော့6လာတဲ့အနေသားလေးရရင်ဆိုရင်တော့กินလို့ရပါပြီ။ပေါ်ရန်တင်းပြီးတော့6လာတဲ့ချက်သားလေးတွေကိုမီအေးအေးလေးနဲ့กินပေးလိုက်ပါတယ်။မမကတော့မီအားလေးကိုတထောင်ထားပြီးတော့စိတ်ရှိလက်ရှိနဲ့กินပေးပါတယ်။အနံလေးမွေးလာပြီးစီလေးထွက်လာပြီးတော့ပြပြပြမြည်လာပြီးဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက်ခဏခဏလှန်ပေးဖို့လည်းမမိနဲ့เนาะအဲ့လိုမျိုးခဏခဏလှန်မပေးဘူးဆိုလို့ရှိရင်တူတယ်လို့ပါဒီနေထားလေးရလာပြီးဆိုလို့ရှိရင်တော့မယုတ်ချက်ပွေလေးနဲ့စင်းနီတုံးပေါ်မှာဒါလေးထုပေးလိုက်ပါမယ်အထက်ဟာလေးလည်းချက်သွားအောင်ပါပထမတစ်ချိန်กินထားတဲ့ချက်သားလေးကိုပကံတစ်ခုထဲမှာပြောင်းထည့်လိုက်ပါမယ်ပထမတစ်ချိန်กินထားတဲ့ချက်သားလေးတွေကိုစင်းနီတုံးပေါ်မှာဒါလေးထုပေးလိုက်ပါမယ်အရင်အပြင်းစရာမလိုပါဘူးเนาะဘာလို့လဲဆိုရင်အရင်အပြင်းထုတဲ့အခါကျရင်ဒုတိယတစ်ချိန်ထပ်ပြန်กินတဲ့အခါဒီမီးပူလေးကြာလို့ရှိရင်ချက်သားရဲ့กินတဲ့အနံ့မမွေးတော့ဘဲနဲ့တူးနဲ့အနံ့မှာဆိုလိုပါအထဲကအဖြူရောင်လေးနည်းနည်းမြင်ရတဲ့အခြေအနေဆိုလို့ရှိရင်ရပါပြီရှင်กินထားတဲ့ချက်သားလေးတွေအားလုံးထုပြီးပြီဆိုလို့ရှိရင်တော့ဒုတိယတစ်ချိန်မီးအေးလေးနဲ့ထပ်ပြီးတော့စိတ်ရှိလက်ရှိပြန်กินပေးလိုက်ပါမယ်ရှင်မီးအေးလေးနဲ့กินလာလိုက်တာအနံ့လေးမွေးပြီးတော့ရဲလာပြီးဆိုလို့ရှိရင်ရပါပြီရှင်ချက်သားမကြိုက်တဲ့ဒို့ဖေချက်သားကြိုက်သွားတယ်ချက်သားကြောင့်မိခင်လေးရပါပြီရှင်အားလုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်